အားလုံးမင်္ဂလာပါဗျာနော်ကျွန်တော်သားစနေ YouTube channel ကနေပြီးတော့ကြိုဆိုပါရစေပြီးခဲ့တဲ့ဘက်ကကျွန်တော်အောင်မြင်မှုလေးတွေကျွန်တော်ပြောပါမယ်မူတနကစားမိတ်ဆွေတွေအနေနဲ့နော်ကျွန်တော်ဒီဟာလေးရှင်းပြပါမယ်ဒါလေးရှင်းပြရင်လည်းနားလည်သွားလိမ့်မယ်လို့ယူဆပါတယ်နားလည်မှလည်းဖြစ်မယ်လေနော်ဒါကြောင့်အခုဗီဒီယိုဖိုင်လေးကိုစုံအောင်ကြည့်ပြပါလို့တိုက်တွန်းချင်ပါတယ်နော်မူကနန်းကကျွန်တော်တစ်ခွက်ကောင်း2ခွက်4ခွက်ဆိုပြီးထုတ်တယ်1 2 4ပေါ့ဗျာနော်မူကနန်း1 2 4ဆိုပြီးတော့ကျွန်တော်3မျိုးထုတ်ပါတယ်အဲ့မှာမူကနန်းကစားတဲ့ကျွန်တော်မိတ်ဆွေတွေထိုးတက်အောင်ဘယ်လိုထိုးရမလဲဆိုတာလေးကျွန်တော်နည်းနည်းလေးရှင်းပြချင်ပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်ဒီမှာဒါကျွန်တော်ပထမဦးဆုံးထုတ်တဲ့မွေးကနန်းဖြစ်ပါတယ်ပထမဦးဆုံးချိန်ထုတ်တဲ့မွေးကနန်းဖြစ်ပါတယ်ပထမဦးဆုံးချိန်ထုတ်တဲ့မွေးကနန်းเนาะကျွန်တော်မွေးကနန်းကလုံးပိုင်း9လို့ကျွန်တော်ပြထားပါတယ်လုံးပိုင်း9เนาะဒီမှာကျွန်တော်မိတ်ဆွေတွေเนาะကျွန်တော်အထက်အခါပြောပါတယ်နားလဲအသင့်နေပြီလို့လည်းယူဆပါတယ်เนาะယူဆပါတယ်ဒီမှာကျွန်တော်လုံးပိုင်းထွက်ရန်အာမခံပါသည်နော်လောက်တက်ကန်တက်ဖို့လိုပါတယ်เนาะမွေးကနန်း၄ဘွဲကြီးပဲဖိထိုးနေမယ်ဆိုတဲ့အတွေးမျိုးထက်เนาะကျွန်တော်အခုနောက်ပိုင်းကျွန်တော်သတိထားလာမိတာကကျွန်တော်ထုတ်လိုက်တဲ့မွေးကနန်းဒီရှိမှာဒီ၄ခွက်ကိုထိုးနေတဲ့လိုက်နေတဲ့လူတွေကိုထိုးခြင်းစိတ်လိုက်ခြင်းစိတ်မရှိအောင်အရင်ဆုံးလုပ်ပါဒါယုံဘူးပါလိမ့်မယ်နော်ကျွန်တော်စီမှာမွေးကနန်းကိုအများတန်းလို့ယူပြီးတော့ကစားနေတဲ့မိတ်ဆွေတွေနော်ကျွန်တော်ကနန်းကိုလုံးဝမှထိုးခြင်းစိတ်မရှိအောင်ထိအဲ့ဒီကနန်းကမြူးပြီးတော့ကျွန်တော်ဥပမာကျွန်တော်ဒီမှာဗျာကျွန်တော်ကပ်ပေးထားတယ်3တို့8တို့1တို့6တို့အဲ့လိုကနန်းမျိုးတွေနဲ့မကပ်ဖ ೇನೆ တခြားကနန်းတွေနဲ့ကပ်တယ်ဒီ၄ခွက်ကိုထိုးနေတဲ့လူတွေကိုလုံးဝထိုးခြင်းစိတ်မရှိအောင်သူကစိတ်ကိုကစားပါတယ်စိတ်ကိုကစားပါတယ်နော်အဲ့ဒါတွေပြီးမှကျွန်တော်ကနန်းကထွက်တဲ့ပုံစံမျိုးဖြစ်နေပါတယ်နော်ပထမဦးဆုံးကျွန်တော်တို့တနင်္လာညနေမှာ50ခွန်ဆိုပြီးတော့ထွက်သွားတယ်နော်50ခွန်ဒါကမွေးကနန်းကိုပုံမှန်ယူပြီးတော့ကစားနေတဲ့မိတ်ဆွေတွေကိုသိမှာပါနော်ဟော50ခွန်ဆိုပြီးထွက်သွားတယ်အကယ်၍ဒါကျွန်တော်တို့ကလုံးပိုင်ကြီးအာမခံပေးထားတာ9ပတ်သီးလေးနဲ့ညာထိန်းကစားမယ်ဆိုရင်အဆင်မပြေဘူးလားနော်အဲ့လိုမျိုးလေးတွေးထားရပါမယ်နော်ဟုတ်ပြီအဲ့လိုလေးတွေးထားရမှာဟုတ်ပြီပထမမှာ50ခွန်ပတ်တိပတ်တဲ့လူတွေကရှိပါတယ်လာဗာလဲပတ်တိရတယ်ဆိုပြီးလာပြောတဲ့လူတွေလည်းရှိပါတယ်နော်လေးခွက်ကြီးပဲဖိထိုးနေတဲ့လူတွေလည်းရှိပါတယ်ဟုတ်ပြီပါနော်ဘယ်လိုပဲလုပ်လို့ကျွန်တော်ကတော့ကျွန်တော်ကတ်ထားတဲ့ကနန်းလေးလုံးကလွဲဘယ်ကနန်းကျွန်တော်လုံးပိုင်ကောက်ထားတဲ့ကနန်းဘယ်နှကြိမ်ပဲထွက်နေပါစေကျွန်တော်ကောက်ပေးထားတဲ့ကနန်း၄ခွက်ပဲထွက်ရမှာပါနော်အဲ့ဒါတော့ကျွန်တော်ကယုံကြည်မှုအပြည့်ထားပါတယ်ကျွန်တော်ဒီကနေမွေးကနန်း၄ခွက်ကစားတဲ့ဤသူမဆိုးကျွန်တော်ယုံကြည်စိတ်အပြည့်ထားတယ်လို့ပဲယုံကြည်မှုအပြည့်ထားစေချင်ပါတယ်ကျွန်တော်ခံယူထားတဲ့အတိုင်းပါပဲနော်ယုံကြည်မှုက80%နော်90%အောင်မြင်ပြီးဖြစ်ပါတယ်ကြောက်တဲ့စိတ်နဲ့မကစားပါနဲ့ကြောက်ရင်လူတွေမကစားပါနဲ့နော်ယုံကြည်မှုအပြည့်ထားပါယုံကြည်မှုက90%အောင်မြင်ပြီးဖြစ်တယ်လို့ပဲခံယူထားပါတယ်အဲ့ဒါကြောင့်မလို့နော်ယုံကြည်ပဲကစားပါနော်ဒီမှာ51ဆိုပြီးတော့ကျွန်တော်တို့အင်္ဂါ1 5ဆိုပြီးတော့အင်္ဂါမနေ့မှာကျွန်တော်ထွက်တော့၄ခွက်မွေးယူတဲ့လူတွေမျက်နာတာကဒါကျွန်တော်အကြိုက်ဆုံးကဏ္ဍ53နော်53ကိုကျွန်တော်အကြိုက်ဆုံးပါအကြိုက်ဆုံးလို့လဲကျွန်တော်အကြိုက်ဆုံးဒီ main all နေရာမှာအမြဲတမ်းထားပြီးပေးပါတယ်နော်ကျွန်တော်ဒီက၄ခွက်ယူတဲ့လူတွေကတော့ဒါ1 5ထွက်ပြီးတော့ဒါကျွန်တော်တို့ရိုက်လိုက်ကြမှာပေါ့ဗျာနော်ဟုတ်ပြီဒါကျွန်တော်မွေး၄ခွက်အောင်မြင်မှုဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာတကွက်ကောင်းမွေးကဏ္ဍဖြစ်ပါတယ်53ပါနော်53နော်53ကျွန်တော်တို့ဗိုလ်တော်ညနေမှာကျွန်တော်တို့53ဆိုပြီးအောင်မြင်ခဲ့တာဖြစ်ပါတယ်ဒီနေရာမှာလဲကျွန်တော်ပြောချင်တာကနော်နှစ်ခွက်တစ်ခွက်ကောင်းယူကစားတဲ့လူတွေတစ်ခွက်ကောင်းထိဖို့ဆိုတာအလွန်အမတန်ခက်ခဲပါတယ်အလွန်အမတန်ခက်ခဲပါတယ်ကျွန်တော်တို့တစ်ခွက်ကောင်းပေးတဲ့လူတွေအနေနဲ့ကလည်းအများကြီးချင်းချင်းပြီးမှပေးရတာဖြစ်ပါတယ်အများကြီးချင်းချင်းပြီးပေးရတာဖြစ်ပါတယ်နော်ဒီမှာဆိုလို့ရှိရင်လည်းတစ်ခွက်ကောင်းကစားတဲ့ကျွန်တော်မိတ်ဆွေတွေကိုအကြံဉာဏ်ပေးချင်တာက53ဆိုတဲ့တစ်ခွက်ကောင်းဒီတစ်ပတ်အတွင်းမှာလုံးဝမပြောင်းနိုင်တဲ့ကဏ္ဍနှလုံးကိုတွဲပေးခြင်းဖြစ်တယ်လို့အခြေခံအပြင်စဉ်းစားကြည့်လိုက်နော်ဟုတ်ပြီနော်စဉ်းစားတတ်ဖို့ကျွန်တော်သင်ပေးတာပါပြောပြတာပါတိုက်တွန်းတာပါတကွက်ကောင်းဆိုတဲ့ကဏ္ဍဒီမပြောက်နိုင်တဲ့ကဏ္ဍနှလုံးကိုတွဲဖက်ပေးထားခြင်းဖြစ်တယ်လို့အခြေခံအပြင်စဉ်းစားလိုက်တာနဲ့ဘယ်လိုထိုးရမလဲဆိုတာနားလည်သဘောပေါက်ပြီးသားဖြစ်မယ်လို့ထင်ပါတယ်ဒါဆိုတော့9ပတ်သီးနဲ့ထိန်းကစားမလား3ပတ်သီးနဲ့ထိန်းကစားမလားဒါကကျွန်တော်တို့တွေးတတ်ဖို့သင်ပေးခြင်းဖြစ်ပါတယ်နော်မပြောက်နိုင်တဲ့ကဏ္ဍနှလုံးကိုတွဲပြီးတော့တကွက်ကောင်းလို့ထုတ်ထားတာဖြစ်တဲ့အတွက်9ပတ်သီးပဲအရင်ဆုံးကစားမလား3ပတ်သီးပဲအရင်ဆုံးကစားမလားဒါကိုယ့်အကူရွေးချယ်ရမှာဖြစ်တယ်ကိုရွေးချယ်လိုက်တဲ့ကဏ္ဍဒီ3များဖြစ်ခဲ့ရင်ကျွန်တော်တနင်္လာနေ့မနေ့မှာ3-8ဆိုပြီးမပေါက်ပြီဘူးလားဟုတ်ပြီဒါ3ထွက်သွားလို့9ပြောင်းပတ်မယ်ကွာဆိုပြီးတော့တနင်္လာညနေမှာပဲ9ခွင်လို့အောင်မြင်မှုမရပြီဘူးလားကျွန်တော်ဆိုလိုချင်တာအဲ့ဒီသဘောပါပဲတဲ့9ပတ်ကြီးပဲစလိုက်ပြီးတဲ့ပုံကိုဆိုရင်လေအင်္ဂါတနင်္လာညနေမှာလည်း50ခွင်ဆိုပြီးတော့မရပြီဘူးလားကိုကရိုက်စရာထုတ်ရသွားပြီလေဟုတ်လား9ခွင်9ပတ်ကြီးနဲ့ရတဲ့ဘယင်းနည်းလေးနဲ့9-3-4ပုံမှန်လေးမွေးသွားလို့မရဘူးလားစဉ်းစားတတ်ဖို့ကိုပြောပြတာဖြစ်ပါတယ်နော်ဟုတ်ပြီနော်
ဒီဟာလေးနော်တကွက်ကောင်းယူမဲ့မိတ်ဆွေတွေဒီဟာလေးကိုသိတာပါနော်အဲ့သဘောတရားလေးနားလေပါနော်ဟုတ်ပြီဒါပြီးတော့ကျွန်တော်ဒုတိယအကြိမ်မွေးကနန်းနော်ဒုတိယအကြိမ်မွေးကနန်းတော်တော်လေးညစ်နာပါတယ်ကျွန်တော်ကတနင်္လာနေ့မှာ9ခွန်လို့ထွက်ပြီးကြတဲ့ကကျွန်တော်ကပထမအကြိမ်မွေးကနန်းယူထားတဲ့လူတွေက9နဲ့1 5မပေါက်ခင်ပေါ့ဗျာနော်9ခွန်ဆိုတော့သူတို့ကပတ်တီးမှရသွားပြီသူတို့အဲ့ဒီညနေမှာပဲကျွန်တော်အဲ့ဒီနောက်နေ့မနေ့မှာပဲပတ်တီးပြောင်းလိုက်ခိုင်းပါတယ်နှစ်ပါနော်ဒီနှစ်ကိုကျွန်တော်ပြောင်းလိုက်ခိုင်းတာပါမရုံမလွယ်ထိုးထားဆိုပြီးတော့နှစ်ကိုစတာခိုင်းတာပါနော်ဒုတိယအကြိမ်မွေး4ဘွဲယူတဲ့ကျွန်တော်မိတ်ဆွေတွေပြီးမှာပါနော်ကျွန်တော်နှစ်ပတ်တီးကိုအင်္ဂါနေ့မနေ့ကလေးကလိုက်ခိုင်းတာပါမွေး4ဘွဲဒုတိယအကြိမ်ယူတဲ့sorry ဗုဒ္ဓဦးမနေ့ကလေးကကျွန်တော်စပြီးလိုက်ခိုင်းတာပါနှစ်ပတ်တီးပါနော်နှစ်ပတ်တီးစလိုက်ကိုပြောပါတယ်ဒါမွေး4ဘွဲဒုတိယအကြိမ်ကစားတဲ့လူတွေပြီးမှာပါနော်ပထမအကြိမ်အောင်မြင်မှုရပြီးတော့ဒုတိယအကြိမ်ကစားတဲ့မိတ်ဆွေတွေဆိုပြီးမှာပါနော်နှစ်ပတ်တီးပြောင်းလိုက်ကိုဒါကျွန်တော်ပေးထားတာပါကံမကောင်းခဲ့ပါဘူးကံမကောင်းခဲ့ပါဘူးနော်အဲ့ဒီနေ့ကဆိုကံမကောင်းခဲ့ပါဘူးဘယ်လိုလဲဆိုတော့နှစ်ကနေနှစ်3နှစ်3ကနေပြီးတော့နှစ်4ကနေပြီးတော့နှစ်လို့ပြန်ဆင်းတယ်ပြန်ဆင်းပြီးတော့ကျွန်တော်နှစ်3ကိုမပြတော့ဘူးနှစ်4လို့တခါတည်းတက်ပြီးသွားတာနော်ဒီကနေ့နော်ကျွန်တော်တို့ကံမကောင်းခဲ့ဘူးဗျာနော်ဒါပေမဲ့အဲ့ဒီနေ့မှာမွေးလေးပွဲယူကစားတဲ့လူတွေကတော့နှစ်ပတ်တီးထိုက်ရကြမယ်လို့ကျွန်တော်လေးပါတယ်ထိုက်ရတဲ့လူတွေကလည်းလာပြောတဲ့လူရှိတယ်လို့မပြောတဲ့လူတွေလည်းရှိပါတယ်နော်ကျွန်တော်ကနန်းရဲ့သဘောတရားရည်ဒါပါပဲနော်ကျွန်တော်ကတော့ကျွန်တော်ကနန်းကဓာနဲ့ပဲကတ်ရမှာလို့ခံယူထားတာဖြစ်တယ်ဒါပေမဲ့ကံမပေးခဲ့ပါဘူးဒုတိယအကြိမ်မွေးကနန်းကထွက်မသွားပါဘူးပတ်တီးအနေနဲ့တော့ကစားကြပါအဆင်ပြေသွားကြတယ်ပဲနော်အဲ့ဒါလေးပြောချင်တယ်နော်ကစားတက်ဖို့လိုပါတယ်ဟုတ်ပြီဒီမှာကျွန်တော်တို့ပြင်ခံသွားတာတော့ဒါပါပဲနော်မွေးကနန်းနှစ်ခုကမွေးသမားတွေနော်နှစ်ခုကမွေးသမားတွေအရင်နေတာပါတယ်တောက်ကြညနေရောက်သွားတယ်ဆိုတော့လေဇွဲလျှော့ချင်လျှော့ကြမှာပေါ့နော်ဇွဲလျှော့သွားမှာပါကျွန်တော်ကတော့မပြောင်းနိုင်တဲ့အလုံးကိုကောက်ပြီးတော့ကနန်းနှစ်ခွက်ထုတ်ထားတာဖြစ်တယ်ဒီ3ညတွေ9တွေကအရန်မြူးပြီးတော့မှ9နဲ့ကတ်မသွားခဲ့ဘူးပေါ့ဗျာနော်ကျွန်တော်တို့အရန်ကန်ဆိုးခဲ့တယ်ပေါ့ဗျာနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က3ည90နဲ့9ဟာကိုပါဝါတစ်လုံးချိန်သွားတယ်ပေါ့ဗျာနော်9 4ဆိုပြီးတော့ကျွန်တော်ထွက်ပြီးသွားတယ်နော်4 5ဆိုပြီးထွက်ပြီးသွားတယ်နော်အဲ့ဒီမှာဟိုဒီမွေးနှစ်ခွက်သမားတွေလည်းထိုးနည်းလည်းကောင်းပါပဲကျွန်တော်ကမပြောင်းနိုင်တဲ့ကနန်းကိုကောက်ပြီးပေးထားတာဖြစ်ပါတယ်တောက်ကြညနေကြမှာပဲကန်ဆိုးသွားနဲ့3ပိုင်းကောက်ထားတဲ့9ကထွက်သွားတာဆိုတော့ဆက်မလိုက်ကြတော့ဘူးလို့ပဲယူဆပါတယ်နော်ဒါပေမဲ့ဟိုလာမေးတဲ့လူတွေတော့ရှိတယ်ဟိုတောက်ကြညနေပေါ့နော်တောက်ကြညနေမှာလာမေးတဲ့လူတွေရှိတယ်90 95ဆက်ထိုးအောင်ပါလားပေါ့နော်ကျွန်တော်ကပြောလိုက်ပါတယ်တောက်ကြညနေမှာလည်း၄ 9ဝန်းချင်းရှိတယ်လို့နော်လာမေးတဲ့လူတွေနော်လာမေးတဲ့လူတွေသိမှာပါတောက်ကြညနေမှာလည်းကျွန်တော်က၄ 9ဝန်းချင်းပါအဲ့ဒီတော့မွေးကနန်းကလွတ်လို့မဖြစ်ဘူးဆိုပြီးတော့ကျွန်တော်ပြောခဲ့ပါတယ်ဒါပေမဲ့တောက်ကြညနေမှာကျွန်တော်မွေးကနန်းသမားတွေကိုကဲပေါက်ပေးလိုက်တာမှတ်မိမှာပါနော်၄နှစ်40ခွန်9နှစ်90ခွန်ဆိုပြီးတော့ကျွန်တော်ပေးခဲ့တာပါကန်ဆိုးသွားနေပဲ9နဲ့ပတ်သက်တဲ့ကနန်း၄ခွက်တည်းကလွဲပြီးတော့98ဆိုထွက်သွားတာနော်98မှတ်မိမယ်ထင်ပါတယ်နော်ဟုတ်ကဲ့ပါအဲ့ဒါဒီကပြောရမှာနော်ထိုးတက်ဖို့ကစားတက်ဖို့တင်ပေးတာပဲဖြစ်ပါတယ်နော်ထိုးတက်ဖို့ကစားတက်ဖို့တင်ပေးတာပါနော်ဒီမှာဆိုလို့ရှိရင်ဒါပထမအကြိမ်51နော်အောင်မြင်မှုဖြစ်ပါတယ်51ပါဒါကတကွက်ကောင်းမွေးအောင်မြင်မှုဖြစ်ပါတယ်နော်ဟိုကိုလဲတယ်လူလေးတွေလုတ်ဖို့ပေါ့နော်ကိုလဲတယ်လူလေးတွေလုတ်ကြပါလို့နော်ဒါမဲ့တစ်ပတ်တကွက်မွေးနှစ်ကွက်မွေး၄ကွက်မွေး1 2 4မွေးကနန်းဒီကစားကျင်တဲ့မိတ်ဆွေတွေဖိုင်ပါဘယ်မှာ4 3 5 5 4 9 9 3 9 9ဖိုင်ပါမှာကျွန်တော်တို့လာယူနိုင်ပါတယ်Telegram ကနေယူမဲ့မိတ်ဆွေတွေကဒီတော့မီလွယ်ကိုလူဒီဆိုပြီးတော့ရိုက်ရှာလိုက်ပါ Telegram မှာရိုက်ရှာလိုက်ပါ Telegram channel လည်းရှိပါတယ် Telegram channel မှာလည်း join နိုင်ပါတယ်ဗျ join ပြီးတော့ message ကတော့ဖြစ်ကနန်းလာယူနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်မွေးကနန်းကတော့ကျွန်တော်တို့လာမဲ့မနေ့ပြင်တနင်္လာနေ့မှာရပါမယ်ကျွန်တော်ကြားရမှာဟိုတခြားပေါ့နော်လောဘဒါနာလေးတွေကူးနေတာလေးတွေ post တင်ပေးထားပါတယ်ဒါကြောင့်မို့နော်တနင်္လာမနေ့ကျမှပဲယူပါကျွန်တော်ဒီညမှာအားလုံးအေးအေးဆေးဆေးပြန်ဆက်ရမှာဖြစ်ပါတယ်နော်ကဲကနန်းလက်ဆောင်ပါနော်ကနန်းလက်ဆောင်ပါနော်ကနန်းလက်ဆောင်ကဒီမှာနော်ကျွန်တော်ပေးထားတယ်စောနာက live ထဲမှာလည်းကျွန်တော်ပြောထားတယ် live ကလွှင့်လေလွှင့်သားမရှိတော့ဘယ်လိုလုပ်ရမယ်ဆိုတာမသိဘူးနော်စမ်းပြီးတော့လွှင့်နေတာပဲရှိပါသေးတယ်နော်ဒီမှာကျွန်တော်လက်ဆောင်ပါနော်ဗုဒ္ဓဦးမကျော်2ဗုဒ္ဓဦးမကျော်5နော်ကြက်ရလုံးကိုလိုက်ပါနှလုံးလုံးဗုဒ္ဓဦးမကျော်ထွက်မှာပါနော်ဗုဒ္ဓဦးမကျော်2ဗုဒ္ဓဦးမကျော်5နှလုံးလုံးထွက်မှာပါဗုဒ္ဓဦးမကျော်2ဗုဒ္ဓဦးမကျော်5နှလုံးလုံးထွက်မှာပါကြက်ရပတ်တီးကိုလိုက်ပါဗျာနော်2နဲ့5ပေးဗုဒ္ဓဦးမကျော်2 5ပေးလို့လဲကျွန်တော်မွေးကနန်းက2နဲ့5နဲ့ထုတ်ချင်မှထုတ်မှာပါတကွက်ကောင်းဒီလည်း2 5ထိချင်မှထိပါမယ်နှစ်ကွက်မွေးဒီလည်း2 5ထိချင်မှထိပါမယ်နော်ဒါကဟိုကျွန်တော် live နဲ့အခုဗီဒီယိုကလစ်ကိုကြည့်တဲ့မိတ်ဆွေတွေတို့အကျိုးမရောက်အောင်လို့ပေးတဲ့ကနန်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်2နဲ့5ဗုဒ္ဓဦးမကျော်ပါနော်မွေးကနန်းနဲ့ပတ်သက်လို့2နဲ့ထုတ်ချင်မှလည်းထုတ်မယ်5နဲ့ထုတ်ချင်မှလည်းထုတ်ပါမယ်နော်ကျွန်တော်ညပိုင်းကလန်နာကြစဉ်လေးပြန်စစ်ပြီးမှထုတ်မှာဖြစ်တဲ့အတွက်ပါနော်ဗုဒ္ဓဦးမကျော်2 5ဆိုတာကလည်းရမ်းပြီးပေးတာမဟုတ်ပါဘူးဖော်မူလာအရဘာကနန်းထွက်ရင်ဘာကနန်းထွက်ရမယ်ဆိုတဲ့ဖော်မူလာတွေအရပေးလိုက်တာဖြစ်ပါတယ်ရမ်းပြီးပေးတာတခုမှမရှိပါဘူးနော်အားလုံးကိုကျေးဇူးတင်ပါတယ်အောင်မြင်တော့တဲ့ပါဖြစ်ကြပါလိမ့်မယ်နော်